ပြင်သစ်နှင့်စီနီဂေါတို့၏တွေ့ဆုံမှုသည်ကမ္ဘာဖလားသမိုင်းတွင်အထူးအရေးပါသည့်ပွဲစဉ်တစ်ပွဲဖြစ်ပြီးအင်္ဂါနေ့တွင် MetLife Stadium ထပ်မံရင်ဆိုင်ကြမည်ဖြစ်သည် France Senegal Norway နှင့် Iraq ပါဝင်သည့် Group A ကိုမနှစ်ဒီဇင်ဘာလမဲခွဲစဉ်ကတည်းက Group of Death ဟုသတ်မှတ်ခဲ့ကြသည်ပြင်သစ်အသင်းသည်ယခုနွေရာသီတွင်တတိယအကြိမ်ကမ္ဘာဖလားဆုဖလားကိုဆွတ်ခူးနိုင်မည့်ရေပန်းအစားဆုံးအသင်းများထဲတွင်ပါဝင်နေသည်စီနီဂေါအသင်းကတော့ရင်းတို့၏ဆုဖလားကိုဖယ်ရှားခံခဲ့ရသည့်2025အာဖရိကနိုင်ငံများဖလားချန်ပီယံပွဲကိုပြန်လည်ရရှိရန်မျှော်လင့်နေဆဲဖြစ်သည်ကမ္ဘာအဆင့်15နေရာတွင်ရပ်တည်နေသည့် Lens-String ကအသင်းသည်2002ကမ္ဘာဖလားတွင်ပြင်သစ်ကိုအံ့အားသင့်ဖွယ်အနိုင်ယူခဲ့သည့်အသင်းထက်ပိုမိုအရေးသွေးမြင့်သောလူစာရင်းကိုပိုင်ဆိုင်ထားသည်စီနီဂေါသည်ပထမဆုံးကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်သည့်2002ခုနှစ်တွင်ကွာတာဖိုင်နယ်အဆင့်ထိတက်ရောက်နိုင်ခဲ့ပြီးထိုအောင်မြင်မှုကိုယနေ့အချိန်ထိမကျော်ဖြတ်နိုင်သေးပါသို့သောနီးပြရောက်ယူဆက်စအတွေ့အကြုံရှိပြီးအရေးသွေးမြင့်သောအသင်းအပေါ်မျှော်လင့်ချက်များစွာရှိနေဆဲဖြစ်သည်ပြင်သစ်အသင်းကတော့ကာတာ2022ကမ္ဘာဖလားတွင်ချန်ပီယံဆုကိုအနည်းငယ်သာလွဲချော်ခဲ့ရပြီးယခုနှစ်တွင်ကမ္ဘာဖလားဖိုင်နယ်သို့3ကြိမ်ဆက်တိုက်တက်ရောက်နိုင်သည့်တတိယမြောက်နိုင်ငံဖြစ်လာရန်ကြိုးပမ်းနေသည်ကွယ်လွန်သူဖေဖတ်ဘောက်ပဒီအမတ်တရများသည်ယခုတွေ့ဆုံမှုမတိုင်မီပြန်လည်အသက်ဝင်လာမည်ဖြစ်ပြီးစီနီဂေါကလည်း2002ခုနှစ်ကလိုအံ့အားသင့်ဖွယ်ရလဒ်ကိုထပ်မံဖန်တီးနိုင်ရန်ရည်ရွယ်ထားသည့်ပြင်သစ်သည်အသာစီးရနေတော်လဲစီနီဂေါဘက်မှရလဒ်ကောင်းတစ်ခုထွက်ပေါ်လာပါကအလွန်အံ့ဩစရာတော့မဟုတ်ပေအဓိကအချက်များစီနီဂေါ၏ပြင်ဆင်မှုခြေစမ်းပွဲများတွင်စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီးအမေရိကန်ကို3-2ဖြင့်ရှုံးနိမ့်ခဲ့ကာဆော်ဒီအာရေဗျနှင့်ဂိုးမရှိသရေကျခဲ့သည်ပြင်သစ်နှင့်ရင်ဆိုင်ရာတွင်ပိုမိုကောင်းမွန်သည့်စွမ်းဆောင်ရည်ပြသရမည်ဖြစ်သည်Kylian Mbappéကမ္ဘာဖလားမှတ်တမ်းကမ္ဘာဖလား2ကြိမ်တွင်ထူးချွန်ခဲ့ပြီးယခုနှစ်တွင်ပြိုင်ပွဲသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူဖြစ်လာနိုင်သည့်အခွင့်အရေးရှိနေသည်ပြင်သစ်အသင်းသည်ယနေ့တိုင် Mbappéဦးဆောင်သည့်အသင်းဟုဆိုနိုင်သည်စီနီဂေါ၏ခံစစ်ပြဿနာခြေစစ်ပွဲတွင်အလွန်ကောင်းမွန်ခဲ့တော်လဲကမ္ဘာအဆင့်မြင့်အသင်းများနှင့်တွေ့ဆုံရာတွင်ခံစစ်အားနည်းချက်များရှိနေသည်2002ခုနှစ်ကပြင်သစ်ကို1-0ဖြင့်အနိုင်ရပြီးနောက်ပိုင်းကမ္ဘာဖလားတွင် clean sheet တစ်ပွဲမျှမရရှိသေးပေပွဲရလဒ်ခန့်မှန်းချက်ပြင်သစ်3-1ဖြစ်စီနီဂေါကိုအနိုင်ရရှိနိုင်ပါတယ်